အားလုံးမင်္ဂလာပါကျွန်တော်ကတော့ MDY PDF ကရဲဘော်တအူးဖြစ်ပါတယ်ရဲဘော်ကကိုမုံတိုင်းကိုအတ္တမဝင်ရောက်ဖမ်းဆီးချိန်မှာအဖမ်းဆီးခံခဲ့ရတဲ့ရဲဘော်တွေကရဲဘော်တယောက်ဖြစ်တယ်လို့သိရတယ်ကိုမုံတိုင်းကိုဝင်ရောက်ဖမ်းဆီးချိန်မှာကိုမုံတိုင်းအပါအဝင်ဖမ်းဆီးခံခဲ့ရတဲ့ရဲဘော်အရေအတွက်ဘယ်နှယောက်ရှိပါသလဲကျွန်တော်တို့ကိုဝင်ရောက်ဖမ်းဆီးတဲ့ချိန်မှာတော့ဒီကိုမုံတိုင်းအပါအဝင်ရဲဘော်22ဦးအဖမ်းခံခဲ့ရတယ်ဒီဖြစ်စဉ်မှာရဲဘော်ကမျက်မြင်သက်သေတဦးလည်းဖြစ်တာကြောင့်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်အခြေအနေအမှန်ကိုတော်လန်ပြည်သူတွေသိရှိရအောင်ပြောပြပေးပါအောင်ဒီဖြစ်စဉ်အသေးစိတ်အနေနဲ့ကတော့ဟော်ရောစစ်စဉ်ရေးကိုကိုကဲဖို့အတွက်ကိုဒါကိုမုံတိုင်းကမိုးကုတ်ကိုရောက်ရှိလာခဲ့တယ်အဲ့ချိန်မှာပဲဒီ MOD စေယုံချုပ်ကဒီကိုစိုးသူရတော်တို့ဘက်ကနေတရင်နှရင်လောက်နဲ့ခေါ်ယူပြီးတော့မှဒါအထူးစစ်စဉ်ရေးဆိုပြီးတော့ဒီမိုးကုတ်ရဲ့ထွက်ပေါက်တွေအကုန်လုံးကိုဒါပိတ်ဆို့ပြီးတော့ဒါကိုမုံတိုင်းကိုဖမ်းဆီးဖို့အတွက်ကင်းမုံချထားတာမျိုးတွေရှိခဲ့တယ်နိုဝင်ဘာလ14ရက်နေ့မနက်မှာကျွန်တော်တို့ဒီကိုမုံတိုင်းကအောက်ပွင့်မှာရှိတဲ့စုဖွဲ့မှုနဲ့စစ်စင်ရေးဌာနကရဲဘော်တွေရဲမေတွေနဲ့ဒီရဲဘော်မိသားစုဝင်တွေကိုခေါ်ယူဖို့အတွက်ကိုသူစီကရဲဘော်2ဦးကိုစေလွှတ်ခဲ့တယ်။အဲရဲဘော်2ဦးကလည်းဒီလန်တဝက်မှာစေယုံကျုပ်ရဲ့ဒီဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။ဒီရဲဘော်2ဦးကနေမှတဆင့်ဒါကိုမုံတိုင်းရဲ့တီနေရာကိုအတိအကျသူတို့ဘက်ကအတီးပြုလို့ရသွားတယ်လို့ဒါအကြမ်းမြင်ယူဆလို့ရတယ်။အဲ့ဒီညမှာပဲဒီကိုမုံတိုင်းနေထိုင်တဲ့ဒီခြံပတ်ပတ်လည်နေရာတွေမှာဒါကိုမုံတိုင်းကိုဖမ်းဆီးဖို့အတွက်သူတို့တရင်အင်အားတွေနဲ့ဒါကင်းမုံချပြီးတော့ဝိုင်းထားတာမျိုးရှိရယ်ကျွန်တော်တို့ရဲ့ခြံရှေ့ဘက်မှာလည်းဒီတောင်တက်လမ်းလေးရှိရယ်အဲ့တောင်တက်လမ်းပေါ်မှာလည်းဒီကား3စီးလောက်နဲ့ခောက်တော့ခောက်ပြန်သွားနေပြီးတော့မှဒီကိုမုံတိုင်းကိုဖမ်းဆီးဖို့အတွက်ကိုသူတို့ညကတည်းကနေဒါအခြေအနေကြည့်ပြီးတော့ကြံစီနေတယ်နိုဝင်ဘာလ15ရက်နေ့ဒီမနက်4နာရီခွဲမှာသူတို့တရင်တွေကကျွန်တော်တို့ရဲ့ဒီ channel ကိုစတင်ဝင်ရောက်စီးနှင်းခဲ့တာဖြစ်တယ်ကျွန်တော်တို့ကနအူးအနေနဲ့ကျွန်တော်တို့ရဲဘော်တွေကိုဒါအရင်ဖမ်းဆီးခဲ့တယ်ကျွန်တော်တို့ကိုဖမ်းဆီးခဲ့စဉ်မှာလဲဒါကျွန်တော်တို့ကတော့အိတ်နေရလေကျွန်တော်တို့အိတ်နေစဉ်အတွင်းမှာဒါကျွန်တော်တို့ကိုဒါသနက်နဲ့ထောက်ထားတယ်ကျွန်တော်တို့ရင်ဘတ်ပေါ်ကိုသူတို့ဒါတက်နေထားတယ်ဒီမျက်နှာကိုလည်းမီးရည်နဲ့ဒါဝိုင်းထိုးထားတယ်ဗောလေပြီးတော့နောက်ပြီးတော့ဒီငါတို့မှာကမင်းတို့ကိုခုခံပြစ်တက်လို့ရတယ်ဆိုရဲဒီစေယုံကျုပ်ဘက်ကပွေးစာနေတဲ့ပြစ်မိန်လည်းပါတယ်တကယ်လဲသူတို့ရဲ့တနက်တွေမှာကျွန်တော်ကြည့်လိုက်တာကြည်ထိုးထားပြီးသားစိတ်ခလုတ်ဖွင့်ထားပြီးသားနောက်ပြီးတော့ဒီ trigger ဘောကိုလည်းလက်မျိုးတင်ထားပြီးသားအနေထားနဲ့ကိုကျွန်တော်တို့ကိုအကြမ်းဖက်ဖမ်းဆီးခဲ့တယ်ကျွန်တော်တို့ကိုဖမ်းပြီးတော့နောက်မှာဒီခြံဝင်းအပြင်ကိုဒါခေါ်ဆောင်လာတယ်ပြီးကျွန်တော်တို့ကိုလက်ပြန်ကြိုးတွေတုပ်တဲ့ဒီမျက်လုံးကိုအဝေစီးတယ်လမ်းမပေါ်မှာဒူးထောက်ပြီးတော့ဒါခဏထိုင်ခိုင်းထားတယ်ကျွန်တော်တို့ရဲဘော်တွေအကုန်လုံးကိုဒါဖမ်းပြီးမှပဲဒါကိုမုံတိုင်းအိတ်နေတဲ့အခန်းထဲကိုဒါအာရမဝင်ရောက်အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်တယ်ကိုမုံတိုင်းကိုလည်းသူတို့ထိုးတာကြိတ်တာမျိုးတွေလည်းရှိခဲ့တယ်သူ့ကိုလည်းလက်ပြန်ကျိုးတုတ်လာပြီးတော့ဒါကျွန်တော်တို့ခြံထဲကနေပြီးတော့ဒီလမ်းမပေါ်ကိုဆွဲခေါ်လာတယ်အဲ့ဒီအတွင်းမှာလည်းဒီကိုမုံတိုင်းပြောတဲ့အတန်တွေလည်းဒါကျွန်တော်တို့ကြားနေရတယ်သူကတော့ပြောတဲ့ပုံစံကနေငါတို့တော်လိုင်းရေးလုပ်နေတဲ့ဒီရဲဘော်ချင်းချင်းမင်းတို့ဒါမျိုးမလုပ်ကြဘူးရာသူပြောလာတယ်ဗောလေဒီလမ်းမပေါ်ရောက်တဲ့အခါမှာတော့ဒီကျွန်တော်တို့ဒါမျိုးဖြစ်နေရလဲသူတွေ့လဲတွေ့ရောစိတ်တူသွားတယ်စိတ်တူပြီးတော့ကိုမုံတိုင်းအကောင်အနေနဲ့ဘာဆိုင်လို့လဲမင်းတို့ငါရဲဘော်တွေကိုတယောက်မှထိရမလို့ဘူးဆိုပြီးတော့သူအတင်းယုံတာအဲ့လိုအတင်းယုံတဲ့အချိန်မှာသူ့ကိုဖမ်းခေါ်လာတဲ့တယောက်ကမျက်နှာကို3ချက်ဆင့်ထိုးလိုက်တယ်3ချက်ဆင့်ထိုးဒီဘေးကချုပ်လာတဲ့နှစ်ကောင်ကလည်းဒီကိုမုံတိုင်းရဲ့ဂုတ်ကနေဆွဲကင်ပြီးတော့မှဒါ4ဝီကားနောက်ဖုံးပေါ်ဒါပြစ်တင်လိုက်ပြစ်တင်ပြီးတော့ဒီသူ့ဘောကိုတယောက်ကတက်ဖိထားတာဗောလေတက်ဖိရလဲဒီသူ့ရဲ့ခေါင်းကိုဒူးနဲ့ဖိထားတယ်ပြီးရင်ကိုမုံတိုင်းရဲ့ခေါင်းကိုလည်းတနန်းနဲ့တိတ်ချိန်ထားတာမျိုးကျွန်တော်ကိုစီးထားတဲ့အဝတ်ကပါတော့ကြတော့ဒီမထင်မရှားနဲ့ညင်းနေရတယ်အဲ့နောက်တော့သူ့ကိုကတော့အဲ့ကားနဲ့ပဲတခြားတနေရာကိုဖမ်းခေါ်ဖို့ခေါ်သွားတယ်ကျွန်တော်တို့ကတော့ဒီမိုးကုတ်နောက်ပိုင်းမှာရှိရဲ့စာတင်ကျောင်းတစ်ကျောင်းမှာဖမ်းပြီးထုံတော်မှုအတွက်ခေါ်ဆောင်သွားတယ်ကျွန်တော်တို့ကိုဖမ်းပြီးရဲ့အဲ့နေ့မှာပဲဒီကိုစိုးသူရတော်တို့အဖွဲ့ရောက်လာပြီးတော့သူတို့စေယုံကျုပ်ဘက်ကနေဒီဂွင်စင်ထားတဲ့ရွှေထုတ်ယူတဲ့အမှုဖိုင်ကိုကျွန်တော်တို့ဖတ်ပြအဲ့တော့အမှုဖိုင်ထဲမှာဘာလဲဆိုတော့ကျွန်တော်တို့ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးနဲ့ကဒီတပ်ဖွဲ့ပိုင်းတွေဖြစ်တဲ့ဒီရွှေ16.6ပိတ်တာကိုဒါတပ်ဖွဲ့ကိုအတီးပေးခြင်းမရှိဘဲနဲ့ဒါတရားမဝင်ထုတ်ယူသွားခဲ့တယ်ပေါ့ဗျာအဲ့လိုမျိုးထုတ်ယူသွားခဲ့တဲ့အတွက်ကြောင့်သူတို့ကိုအဲ့ပစ္စည်းတွေလည်းပြန်အပ်ဖို့ပြောထားတယ်နောက်တစ်ခုကဒီလက်နက်ဖြုတ်သိမ်းပြီးတော့မှဒါလက်ရှိတောင်ဝင်ကနေလည်းရန်နာခိုင်းမယ်တော်လန်ရေးကနေရန်နာခိုင်းမယ်နောက်ပြီးတော့ဒီအချုပ်အနေနဲ့လည်းဒါ4လပြစ်ဒဏ်ချမှတ်မယ်ဆိုပြီးတော့ဒါသူတို့စေယုံကျုပ်ရဲ့ဝင်ဆင်ထားတဲ့အမှုတွဲဖိုင်ကိုဒါကျွန်တော်တို့ရဲဘော်တွေကိုဖတ်ပြတယ်နောက်ပြီးတော့ဒီရဲဘော်တွေကိုလည်းဒီအာနာရှင်ဆန်တဲ့စကလုံးတွေတုံးပြီးတော့မှဒါချင်းချောက်တာမျိုးတွေလည်း
ရှိခဲ့တယ်ဒီနောက်ပြီးတော့ကျွန်တော်တို့ကိုကြဲကြုံ4ရက်မှာထားရလဲကျွန်တော်တို့ကိုကောင်းကောင်းမထားဘူးဗျာဒီအစာပုံမှန်မကြွေးဘူးဟိုနောက်ပြီးတော့ဒီလိုမျိုးမိုးကုတ်လိုမျိုးယာတီဥတုရဲ့ဒီနိုဝင်ဘာလိုမျိုးဒေတာဒီနိုဝင်ဘာလိုမျိုးဒီလိုယာတီဥတုမျိုးမှာဗျာဒါကျွန်တော်တို့နေရာထိုင်ခင်းစီစဉ်ပေးတာမျိုးလည်းမရှိဘူးပြီးတော့စောင်းနေလဲကျွန်တော်တို့လုံလောက်ပေးတာမျိုးမရှိဘူးဒီနောက်တစ်ခုကဟိုကျွန်တော်တို့ဒီမနက်ဘက်နေပူစာတွေပါထွက်လုံနေဆိုရင်တော့မှဒီစောင်းတဲ့ရဲဘော်တွေကနေကျွန်တော်တို့ရှေ့ကိုလာပြီးတော့ဒါမောင်းချိန်တာမျိုးတွေဒါကြည်ထိုးတာမျိုးတွေအဲ့လိုမျိုးအခြေအနေတွေနဲ့ဒါကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ် စိုးသူရစော်တို့အဖွဲ့ကရဲဘော်တွေကိုအာနာရှင်ဆန်တဲ့စကားလုံးတွေသုံးပြီးချင်းချောက်ပြောဆိုသွားတယ်ဆိုတဲ့စကားတွေကဘလို့စကားမျိုးတွေပါလဲအတိအကျပြောပြပေးလို့ရမလား ချင်းချောက်ပြောဆိုတဲ့စကားကဒီဘလိုမျိုးလဲဆိုတော့ဟိုကိုစိုးသူကတော့ဒါပထမဆုံးဟိုသူ့ရဲ့ဒီစေယုံချုပ်ဘက်ကဒါဝင်စင်ထားတဲ့အမှုဖိုင်ကိုကျွန်တော်တို့ဖတ်ပြတယ်ပြီးတော့ဒီမင်းတို့ကိုဟိုလုပ်ငန်းလိုအပ်ချက်ရပါဗောလေမင်းတို့လုပ်ငန်းလိုအပ်ချက်ရဒီဟိုကြဲကျုံနဲ့ထားမယ်မင်းတို့ကောင်းနေဒီကြဲကျုံမှာပဲဒါ AC နေထွက်မပြေးကြနဲ့ဒီတကယ်လို့မင်းတို့ကောင်းနေထွက်ပြေးလို့ရှိရင်ဒီအမှုတွဲဖိုင်မှာဒါမင်းတို့နာမည်ဟိုကငါရေးပြီးတော့ဒါဆွဲချက်တင်တာအပြစ်ပေးအရေးယူမယ်လို့ဒါပြောတယ်နောက်ပြီးတော့ဒီအကြဲကျုံကနေပြီးတော့ဒါမင်းတို့လွတ်သွားရင်လည်းဒါမင်းတို့ရဲ့တက်မှာပဲတောင်းဝင်ထမ်းဆောင်ရသည်ဖြစ်စေဒါမဆောင်ရသည်ဖြစ်စေပေါ့ဗျာမင်းတို့ဘယ်နေရာမှာပဲရောက်ဒီကိစ္စတွေကိုအခြားဘသူ့မှမပြောနဲ့ပြောလို့ရှိရင်လည်းဒါမင်းတို့နာမည်တွေကိုငါဒီအမှုတွဲထဲမှာရေးပြီးတော့မှဒါမင်းတို့ကဒါပြစ်ပေးအရေးယူရမျိုးငါလုပ်မယ်ဆိုပြီးတော့မှဒါတခါတည်းကျွန်တော်တို့ကနှုတ်ပိတ်နေဖို့ရတာကျွန်တော်တို့ချိန်ချောက်တယ်ဟိုနောက်ပြီးတော့ तू ပြောသေးတယ်ဗျအဲ့ဒါပြောရောဟိုငါ့ကိုမလုပ်ရဲဘူးမထင်နဲ့ပေါ့လေငါ့ကိုမလုပ်ရဲဘူးထင်တယ်ငါမင်းတို့ဒါပြောပြီးငါတကယ်လုပ်မှာဆိုရဲဟိုဘယ်လိုပြောဒီခေတ်ဆက်ဆက်ကဒါအာနာရှင်တွေပြောခဲ့တဲ့ဒါလေသံနဲ့ဒါကျွန်တော်တို့ကိုပြောပြီးတော့ချိန်ချောက်ခဲ့တယ်ဟိုကျွန်တော်တို့ဒီသူပြောခဲ့တဲ့ဒီစကားတွေကိုကြည့်လို့ရှိရင်ဒီကိုစိုးသူအားစော်ရဲ့ဒါအာနာရှင်ဆန်တဲ့ဒီတရုတ်မှန်ကိုဒါကျွန်တော်တို့တွေ့ခဲ့ရတယ်ပြီးတော့ဒီသူစကားပြောတာကလည်းအဲ့နေမူမမှန်ဘူးဗျသူမျက်လုံးကလည်းဒီကနာမငြိမ်ဘူးဒီမယိုးသားတဲ့ရိတ်ရောင်တွေကလည်းတွေ့နေရတယ်ဒီသူ့ရဲ့ဒီပြောင်းနေတဲ့နှစ်ဖူးကလည်းဒီချွေးတွေစို့နေရဘူးဟိုတွေ့နေရတယ်ဟိုအဲ့ဒါကလည်းဒါသူကြောက်နေတာလားဒါမှမဟုတ်တာသူ့ကိုယ်သူမလုံမလဲဖြစ်နေတာကဟိုမလုံမလဲဖြစ်နေတာလားဆိုတာကတော့ဒါအဲ့နေကဟိုကိုစိုးသူရတော့ကိုယ်တိုင်ကအတီဆုံးဖြစ်လိမ့်မယ်ဟိုဒါကျွန်တော်တို့ကတော့ဒါကျွန်တော်တို့မြင်တွေ့ခဲ့ရတာသူ့ရဲ့ပုံစံဒါရဲဘော်တွေရဲ့ဟို point of view ကိုဒါပြောပြတာပေါ့လေဟိုနောက်တစ်ခုကဒီတစ်ဖက်မှာကျတော့ဟို तू ကကုမုံတိုင်းကိုအတ္တကြီးရဲ့ဒီအာနာမတ်တယ်ဆိုပြီးတော့ဒါ तू ပုံဖော်ပြီးတော့ပြောနေပေမဲ့တကယ်အခုကျတော့ तू ကိုယ်တိုင်ကဒီအာနာရှင်စံတဲ့လောက်ရက်တွေကိုဒါကျူးလွန်နေရပေါ့ဟိုကိုစိုးသူရတော်ကဟိုကိုစိုးသူရတော်ဒါမျိုးပြောနေပေမဲ့ဒါ तू တယောက်တည်းရဲလို့တော့မဟုတ်ဘူးတခြားသောပုံကူတွေလည်းပါတယ်ဟိုဒါပေမဲ့ထားလိုက်ပါဒါလေးကိုကျွန်တော်ဟို personal attach လည်းမလုပ်ချင်ဘူးဟိုခမားတို့ကိုလည်းဟိုခမားတို့ပေါ်မှာလည်းဒါကျွန်တော်တို့ချစ်ချင်းမုန်းချင်းမရှိပါဘူး။ဘာမျိုးတေးမှလည်းမရှိဘူး။အဲ့တော့ဒီနေရာပြောချင်တာဒါခမားတို့ဘက်ကနေလဲဒီကိုမုံတိုင်းတို့နှစ်ဦးကိုဒါအကြောင်းမရှိအကြောင်းရှာပြီးတော့မှဒါမရှိရှိတဲ့အမှုနဲ့ဒီဝင်ကြီးဌာနတွေကြားထဲမှာခမားတို့ကလပ်ပန်းထိုးပြီးတော့ဒါဖမ်းထားတဲ့ဆိုရင်လည်းဒါအမြန်ဆုံးပြန်လဲလွတ်ပေးဖို့ရာဟိုဒီနေရာကနေပြောချင်တယ်ဟိုတောင်းဆိုချင်ပါတယ်။ဒါဆိုရင်ရွှေကိစ္စကြောင့်ဖမ်းတယ်ဆိုတာမတရားအမှုစဉ်ချုပ်ချတာလို့တတိချက်ပြောလို့ရနေတာပေါ့။ရဲဘော်ရဲ့ကိုတွေးနေရှင်တဲ့ထင်မြင်ချက်ကိုပြောပြပါဦးဟုတ်ကဲ့ဟိုကျွန်တော်ရဲ့ထင်မြင်ချက်ကတော့ဒီသူတို့ပြဿနာစပြီးတော့ဖြစ်တာကဘယ်မှာလဲဒီစုတ်ခွာရေးပလန်မှာဆိုဒီစေယုံချုပ်ဘက်ကကိုစိုးသူရတော်တို့အဖွဲ့နေတာကုမုံတိုင်းတွေကအမှစပြီးပြဿနာဖြစ်ကြတာဗောလေဒီပြဿနာဖြစ်တာလည်းတော့ဒီတက်ကိုကျွန်တော်တို့ကရွှေ့မယ်ဆိုလို့ချင်းဒီကိုစိုးသူရတော်တို့အဖွဲ့ကဒါတကောင်းဘက်ကိုရွှေ့ခြင်းတယ်ဒါပေမဲ့ကုမုံတိုင်းကじゃဒီရှမ်းမြောက်ကိုပဲဟိုပြန်ရွှေ့ခြင်းတယ်ဗောလေဟိုဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရန်သူကိုနောက်တစ်ခါထပ်ပြီးထိုးစစ်ဆင်တဲ့အခါကျကျွန်တော်တို့မြေကြီးကိုကူးပြီးတော့ဒါရန်သူကိုထိုးစစ်ပြန်တိုက်တာထက်စားလို့ချင်းတော့တောင်ပေါ်ကနေပြီးတော့ရန်သူစီးတိုက်တာပို့ပြီးတော့ view ဟာကျတယ်ဆိုပြီးတော့ဒါဟိုတင်ပြခဲ့ပေမဲ့ဒီ MOD ဘက်ကဟိုဒေါက်တာဒေတာဆန်းတို့ဒီပြီးတော့ကိုစိုးသူရတော်တို့အဖွဲ့ကလက်မခံကြဘူးပေါ့လေဟိုနောက်တစ်ခုကဒီကိုစိုးသူရတော်တို့အဖွဲ့ကလည်းဒီကိစ္စမတိုင်ခင်ကဒီကုမုံတိုင်းအပေါ်မှာဒါပုံကိုရေးရမကြေလေတဲ့ဒီကိစ္စတွေလည်းရှိခဲ့တယ်လို့ဒါသိရပါတယ်ဟိုနောက်တစ်ချက်ကဘာလဲဆိုတော့ဒီကျွန်တော်တို့ကိုစေယုံချုပ်ကဖမ်းတယ်လို့ဆိုတယ်အဲ့တော့ဒီကိုစိုးသူရစောကလည်းဒါစေယုံချုပ်ရဲ့ဒုစေဦးစီးအရာရှိချုပ်ပဲဖြစ်တယ်အဲ့တော့စေယုံချုပ်ကဖမ်းတာကဒါကိုစိုးသူရစောဖမ်းတာနဲ့ဟိုအတူတူပဲလို့ဒါယူဆလို့ရတယ်ဗျဟိုအဲ့ကနေကဒီကိစ္စကဒါပုံကိုရေးမုံတီးမှုတွေဒါပါနေတယ်ဆိုတာကိုဒါဟိုကျွန်တော်ကတော့ရိမ့်မိလိုက်တယ်ဟိုအဲ့တော့ပြီးတော့ဒီကျွန်တော်တို့အကျယ်ကျုံ၄ရက်ချပြီးတော့ဒီဟိုရွှေကိစ္စဆိုတာလဲဒါအဖြစ်မှန်တွေကိုအကုန်လုံးဝိုင်းပြီးတော့ဖြည့်ရှင်းကြတာမျိုးတွေလဲဒါအကုန်လုံးလဲအတွေ့ပဲဖြစ်တယ်အဲ့
အဲ့တော့ဒီမခိုင်လုံတဲ့အမှုကိုအကြောင်းပြကြပြီးတော့ဒီစေယုံချုပ်ဘက်ကအဖွဲ့တွေကဒါကိုမုံတိုင်းကိုချနှင်းသွားတယ်ဆိုတာကတော့ဒါလုံးဝကိုတိတာတဲ့အချက်တစ်ချက်ဖြစ်တယ်ဟိုနောက်ပြီးဒီရွှေကိစ္စနဲ့ဖမ်းတယ်ဟုတ်ပြီဒီဆွဲချက်ကလည်းမခိုင်လုံဘူးဟိုဒီဘက်ကလည်းပြန်လည်ဖြည့်ရှင်းတော့လဲဒီနောက်တစ်ခုနဲ့ထပ်ဆွဲထားတယ်လို့အခုလဲဟိုသိရတယ်ဟိုအဲ့တော့သူတို့မှာကဒီလိုမျိုးမခိုင်လုံတဲ့ဆွဲချက်တစ်ခုကိုဒါ6လကြာတယ်ဆိုလို့ရှိရင်ဒီသူတို့စီမှာဒါမျိုးဇညွန်းရေးပြီးတော့မှဒီဂွင်ဆင်ထားတဲ့ဆွဲချက်ဟို၄ခုလောက်သာရှိလို့ရှင်ဒါကုမုံတိုင်းတို့နှစ်ယောက်ကဒါ2နှစ်လောက်ကအေးသေးထောင်နဲ့ထည့်ထားလို့ရတယ်ပေါ့လေဟိုအဲ့တော့ဒါပြစ်မှုပြစ်ဒဏ်ထက်ကိုဒါပုတ်ကိုရေးအနိုင်ကျင့်တယ်လို့ကျွန်တော်တော့ဟိုယူဆတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီကိစ္စကိုဒီဟိုဆွဲချက်တွေကိုမှသူတို့ကအကြောင်းပြကြပြီးတော့မှဒါကုမုံတိုင်းကိုတော်လန်ရေးကနေပြီးတော့ဒါဖဲထုတ်ချင်းနေကြတာလားဟိုဒါမှမဟုတ်ဟိုအစာပဲဖျောက်ချင်နေကြတာလားဆိုတော့ဒါဟိုမေးစရာဖြစ်တယ်ပေါ့၄ရက်အကျဉ်းချုပ်ချခံရပြီးနောက်ရဲဘော်ကအထူးလှုပ်ရှားတပ်မှဆက်လက်တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရတယ်။အခုလက်ရှိအထိအထူးလှုပ်ရှားတပ်မှ MDY PDF မှာကိုမုံတိုင်းရဲ့ဦးဆောင်မှုကိုယုံကြည်တဲ့ရဲဘော်တွေဘယ်နှရာခိုင်နှုန်းလောက်ရှိနိုင်မလဲ။အခုဟိုလက်ရှိတပ်မှာတော့ဒါဟိုကိုမုံတိုင်းရဲ့ဦးဆောင်မှုနဲ့ဒါရေချင်းကိုယုံနေရဲဘော်ကတော့ဒါ85ရာခိုင်နှုန်းအထက်မှာရှိရလို့ဒါပြောလို့ရတယ်။ဟိုဘာလို့ဒီပမာဏရှိရလို့ဟိုပြောရလဲဆိုတော့ဒီအကြောင်းနှစ်ချက်ရှိရပေါ့ပထမတစ်ချက်အနေနဲ့ကဒါကိုမုံတိုင်းဦးဆောင်ခဲ့စဉ်တုန်းကဒါ MDY PDF ရဲ့အောင်မြင်မှုပေါ့လေဟိုကိုမုံတိုင်းကသူကဒီတက်ကိုဒါ3ညဘွားကနေပြီးတော့ဒါစတင်တီထောင်ခဲ့တဲ့ဒါကျွန်တော်တို့ရဲ့ MDY PDF ရဲ့ဒါဖခင်ခေါင်းဆောင်တအူးဆိုရင်လည်းဒါမမားဘူးဟိုနောက်တစ်ခုကဒီသူဦးဆောင်ခဲ့ဒီကျွန်တော်တို့9နှစ်တာကာလအတွင်းမှာကျွန်တော်တို့စစ်ပုံကြကြတပ်ပုံကြကြဟိုဖြစ်ခဲ့တာတွေဟိုအများကြီးရှိရပေါ့လေပြီးတော့ဒီစစ်ဗျူဟာမြောက်တဲ့ထိုးစစ်တွေဟိုများပြားကျွန်တော်တို့ဆင်နွှဲနိုင်ခဲ့တယ်ဒီမြို့တွေကိုလည်းဟိုပြူးလွင်လူမြို့လူနေရာမျိုးတော့ကျွန်တော်တို့ဒါချင်းချောင်းနိုင်ခဲ့တာမျိုးကြီးရှိရနောက်ပြီးဒီမြို့သိမ်းတိုက်ပွဲတွေကိုလည်းဒါကျွန်တော်တို့ MUMPT ရဲ့အနေနဲ့ဒါအောင်မြင်မြင်ဟိုသိမ်းပိုက်ပြနိုင်ခဲ့တာတွေဟိုဒါတွေကလည်းဒါပြည်သူတွေရောဒီကျွန်တော်တို့ရဲဘော်တွေပါဒါအကုန်လုံးအသိပဲဖြစ်တယ်ဟိုဒီလိုမျိုးလက်တွေ့ပြနိုင်တဲ့ဟိုစီးရေးအောင်မြင်မှုတွေကြောင့်မလို့ပဲဒါဟိုရဲဘော်တွေကလည်းဒါကိုမုံတိုင်းပေါ်ဒါယုံကြည်ချက်ကခိုင်ပါတယ်ဟိုနောက်တစ်ချက်အနေနဲ့ကဒါဟိုရဲဘော်တွေပေါ်ထားတဲ့ဒါကိုမုံတိုင်းရဲ့စိတ်ပေါ့လေဒါစိတ်စေတနာပေါ့လေဒီခေါင်းဆောင်တယောက်အနေနဲ့ဟိုကိုမုံတိုင်းကဒါကိုရဲဘော်တွေရဲ့အသက်ကိုတန်ဖိုးထားတယ်ဟိုဒါကြောင့်မလို့ပဲကိုမုံတိုင်းကဒီရှေ့တန်းရဲဘော်တွေစစ်တိုက်နိုင်ဖို့အတွက်ကိုဒါလက်နက်ခဲရန်အပြည့်အစုံရရှိရေးကိုဒါပထမဦးစားပေးနေတဲ့ဒါသူကစဉ်းစားတဲ့သူဖြစ်တယ်ဟို MDY PDF ကဒီတော်လန်ရေးမှာတော့တက်စားထောင်တာကတော့အစောဆုံးထဲမှာပါတယ်ဒါပေမဲ့ဟိုတိုက်ပွဲဆင်နွှဲတာကတော့ဟို2022လောက်မှာပဲဒါစတင်ဖော်ဆောင်နိုင်ခဲ့တယ်ဟိုအဲ့ဒီ2021တက်တီထောင်လာတာမှာဟိုကုမုံတိုင်းပြောခဲ့တဲ့ဒါစကားတွေရှိရပေါ့လေအဲ့ချိန်မှာသူဘာပြောလဲဆိုတာလက်နက်ခဲရန်မပြေစုံမဲနဲ့ငါရဲဘော်တွေကိုတော့သူကဒီရှေ့တန်းလို့စစ်မြေပြင်မျိုးမှာသူမလွတ်ချင်ဘူးပေါ့လေဒီအသက်တွေကတန်မိုးကြီးရယ်ဟိုနောက်ကဒီရှေ့တန်းမှာလက်နက်ခဲရန်ပြက်လို့ဒါစလေးရတယ်ဆိုတာမျိုးကိုသူကမဖြစ်ချင်ဘူးဟိုအဲ့တော့ဒီအစောပိုင်းမှာသူကဒါစစ်မတိုက်ပဲနဲ့ဟိုခိုင်မာကိုစုဖွဲ့ပြင်ဆင်တယ်ဒီပြည်စုံမှသာလင်ဒါသူဟိုထိုးစစ်တွေစစ်စင်ရေးဒါဆင်နွှဲတယ်ဆိုတာဒါအကုန်လုံးအသိဖြစ်တယ်ဒီအကြောင်းတွေကလည်းဒီစောပိုင်းပတ်စင်မှာဆင်းတဲ့ရဲဘော်တွေကတော့ဒါအသိဆုံးဖြစ်လိမ့်မယ်ဟိုအဲ့တော့ဟိုသူကဒီရဲဘော်တွေကိုသူကအမိန်ပေးသူနဲ့နာခံသူဆိုတဲ့ဆက်ဆံရေးမျိုးထက်ကိုဒါဟိုသူ့ဘက်ကဒီလိုမျိုးစစ်စင်ရေးမျိုးတွေဆင်နွှဲမယ်မင်းတို့ဘက်ကလည်းဟိုဘလို့ဒီလိုမျိုးတိုက်ပွဲတွေဝင်နိုင်မှုတော့ကိုဒါဘာလို့လိုအပ်လဲလိုအပ်တာတွေအကုန်လုံးကိုလည်းဒါဖြည့်ပြီးပေးတယ်ဟိုနောက်တစ်ခုကဒီဟိုကိုရဲဘော်တွေရဲ့ဒါပေးဆက်ရမှုကိုနည်းနိုင်သမျှနည်းအောင်ဟိုကိုမုံတိုင်းဘက်ကဒီစစ်စင်ရေးအတွက်ဆိုလို့ရှိရင်တော့သူကအဆဆရဟိုပြည့်စုံတာပြင်ဆင်ပေးခဲ့တာမျိုးတွေရှိတယ်ဟိုအဲ့အတွက်ကြောင့်မလို့ပဲဒီရဲဘော်တွေကဒါဟိုကိုမုံတိုင်းဆိုရင်ဒီ MDY PDF ကရဲဘော်တွေတင်မဟုတ်ဘူးပေါ့လေဒီတခြားတော်လန်ရေးတပ်ဖွဲ့ရဲဘော်တွေကပါဒါယုံကြည်တာမျိုးရှိတယ်အခုလက်ရှိအထူးလှုပ်ရှားတက်မှာကိုဥဆောင်နေသူတွေရဲ့ဥဆောင်နိုင်မှုနဲ့အရေးအချင်းကိုယုံကြည်မှုရှိပါသလားဟုတ်ကဲ့ဟိုဒီမေးခွန်းကတော့ဒါဟိုသူတို့ကိုဟိုယုံကြည်မှုရှိတယ်မရှိဘူးဆိုတာတည်းဒီသူတို့ရဲ့ဥဆောင်မှုကိုအားမရတာကတော့အမှန်ပဲဟိုနောက်တစ်ခုကဒီရဲဘော်တယောက်အမြင်နဲ့ဆိုလို့ရှိရင်ပေါ့လေအခုလက်ရှိတက်မကိုတာဝန်ယူထားတဲ့ဒီခေါင်းဆောင်တွေကအမျှော်မြင်အားနဲကြတယ်လို့ထင်တယ်ဟိုနောက်တစ်ခုကဒီစစ်ရေးမှာလည်းဟိုကိုမုံတိုင်းဥဆောင်ခဲ့စဉ်ကထက်ဆလို့ရှိရင်သူတို့မှာကဒီလိုအပ်ချက်တွေအားနည်းချက်တွေကအများကြီးပဲရှိသေးတယ်လို့ဒါယူဆလို့ရပါတယ်ဟိုနောက်တစ်ခုကဒီရဲဘော်တွေကိုကင်တွယ်တဲ့နေရာမျိုးတွေမှာပြီးရင်ဒီတက်တစ်ခုရဲ့ဟိုစုပေးတံပေးစနစ်တွေကိုဒီကျင့်သုံးတဲ့အခါမျိုးတွေမှာလည်းဒီလိုမျိုးလက်ဟာမှုတွေဟိုဗတ်လိုက်မှုတွေရှိရကိုလည်းကျွန်တော်တွေ့မြင်ခဲ့ရတယ်ဟိုနောက်တစ်ချက်ကဟိုသူတို့လူမှန်နေရာမှန်မှာမရှိကြဘူးလို့လည်းဒါမြင်မိပါတယ်ဟို
ဘာလဲဆိုကျွန်တော်အထင်မြင်ချက်ပေါ့လေဒါဟိုဒီခုလက်ရှိတက်မကလည်းဒီဥဆောင်နေတဲ့ခေါင်းဆောင်တွေရောဒီတက်မဖွဲ့စည်းပုံရောကဒီ MOD စစ်ရုံးချုပ်ရဲ့ဟိုဟာပလန်နေဆိုတော့ခုလက်ရှိခေါင်းဟိုတက်မကိုဥဆောင်နေတဲ့ခေါင်းဆောင်တွေကလည်းဒီ MOD စစ်ရုံးချုပ်ရဲ့ဟိုကိုစိုးသူရတော်ရဲ့ဒါမိုးကြရွှေကိုတွေဖြစ်နေနိုင်တယ်လို့တော့ဒါထင်မိတယ်ဒါဟိုကျွန်တော်အနေနဲ့ကဒီသူတို့ကိုယုံကြည်တယ်မယုံကြည်ဘူးဆိုတာကိုတော့ဒါတစ်ဖက်သက်ကြီးရောမပြောချင်ဘူးဟိုဒါပေမဲ့ရဲဘော်တယောက်အနေနဲ့ဒါကျွန်တော်တို့ MDY PDF ကနေမှဒီ MOD စစ်ရုံးချုပ်ရဲ့ဟိုထူးလှုပ်ရှားတက်မှဖြစ်ဟိုအသွင်ကူးပြောင်းလိုက်တာမျိုးကတော့ဒါအားရကျေနပ်မှုမရှိတော့တာတော့အမှန်ပဲဟိုကြံတဲ့ကိစ္စကတော့ဒါကအချိန်ကစကားပြောပါလိမ့်မယ် ရဲဘော်အနေနဲ့အထူးလှုပ်ရှားတက်မှာရှိခဲ့စဉ်အတွင်းကိုမုံတိုင်းအမှုကိစ္စနဲ့ပတ်သက်ပြီးအရာရှိတွေဘက်ကတက်တွင်းဝါဒဖြန့်မှုတွေရှိခဲ့ပါသလား ဟုတ်ကဲ့ဟိုဝါဒဖြန့်မှုတွေကတော့ရှိရယ်ဟိုဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီကိုမုံတိုင်းနဲ့ဟိုကိုမုံတိုင်းနဲ့ဒီကိုမုံတိုင်းတို့နှစ်ယောက်ပေါ့လေသူတို့နှစ်ယောက်နဲ့ဒီလူလူကြားထဲမှာလဲဒါလူလူဘက်ကကိုမုံတိုင်းတို့ကိုမြင်တဲ့အမြင်တွေပြောင်းလဲအောင်လို့ဒါဝါဒဖြန့်တာတွေရှိတယ်လို့ကိုကျွန်တော်တို့တက်တွင်းမှာရှိရတာရဲဘော်တွေနဲ့ကိုမုံတိုင်းတို့ရဲ့ဂျားကိုလဲဒါဝါဒဖြန့်ပြီးတော့ဟိုတက်ရှူသွေးခွဲတာမျိုးတွေလဲဟိုတက်ကတချို့အရာရှိတွေဒါလှုပ်ဆောင်တာမျိုးတွေလဲရှိရယ်ဟိုကနဦးအနေနဲ့ဟိုကျွန်တော်ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကိုဖမ်းဆီးပြီးတော့ဒီတပတ်အကြာမှာကျွန်တော်နိုဝင်ဘာလဟို21ရက်နေ့မှာဟိုပြည်သူ့ကာကွယ်ရေးတက်မတော်တို့ဒီမန္တလေးတရားဝင် page ကနေဟို MOD စစ်ရုံးချုပ်ရဲ့ဒါထုတ်ပြန်ချက်ကိုပြန်လဲကိုးကားပြီးတော့မှဒါသူတို့ထုတ်ပြန်တာမျိုးတွေ့ခဲ့ရတယ်အဲ့တော့ဒီထုတ်ပြန်ချက်မှာဆိုရင်လည်းဒီတချို့တစ်ချက်လက်တွေကမမှန်ကန်ဘူးဟိုတချို့အကြောင်းအရာတွေကြတော့လဲသူတို့ထိန်ညံတာမျိုးတွေလည်းတွေ့ခဲ့ရတယ်အဲ့တော့အဲ့ထုတ်ပြန်ချက်မှာကလေးကဒါတော်လန်ပြည်သူတွေနဲ့ဒီကျွန်တော်ရဲဘော်တွေကိုဒါကွန်မုံတိုင်းတို့ရဲ့ပုံရိပ်ကိုဒါချနှင်းပြီးတော့မှဒီဝါရဖြန့်သွေးခွဲတာမျိုးဖြစ်တဲ့ဒါထုတ်ပြန်ချက်ပေါ့လေပြီးတော့ဒီလူမှုမြင်မှာကိုကွန်မုံတိုင်းတို့နှစ်ယောက်ကိုဒါသူတို့မြင်နေခြင်းနဲ့ဟိုအမြင်ကိုပုံဖော်ပြီးတော့မှဒီကျွန်တော်တို့တက်ကားတော့ဟိုဒီလိုပြစ်ဒဏ်ချမှတ်တဲ့နေရာမှာဒါမျိုးကြောသားရင်သားမခွဲကြဘူးပေါ့ဗျာဟိုလိုဘက်လိုက်မှုမရှိဘူးဆိုရဲဒီလို image ကိုယူခြင်းနဲ့ဒီ UR ချက်နဲ့လည်းဒါထုတ်ပြန်တယ်လို့ဒါမြင်မိပါတယ်ဟိုနောက်တစ်ခုကဒီတက်တွင်းငါရဲဘော်တွေဂျားထဲမှာလည်းဒီကွန်မုံတိုင်းနဲ့ပတ်သက်ပြီးတော့မှဒီ narrating shaping လို့ခေါ်တဲ့ဒီလောက်ကျန်ဇလန်းတွေဟိုပြောပြီးတော့ဒီရဲဘော်တွေနဲ့ကွန်မုံတိုင်းနဲ့ဂျားတွေကိုလည်းတက်ရှူသွေးခွဲတာမျိုးတွေရှိရဲဟိုအဲ့ဒီတက်ရှူသွေးခွဲတဲ့အုပ်စုကလည်းဗျာဟိုကြံတဲ့နေရာမှာသာသူတို့အလုံးမဖြစ်ကြတာအဲ့ဒီဟို narrating shaping လုပ်တဲ့နေရာမှာဆိုအရန်တော့တာဟိုစကားကလည်းပြောကောင်းကြတယ်ဗျာဟိုကျွန်တော်ပြောချင်တာဒီကွန်မုံတိုင်းကိုယုံကြည်ရဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ယုံကြည်ရဲ့ရဲဘော်တကယ်တော့85%မဟုတ်တော့90လောက်ရှိတယ်အဲ့9%ကဘာလဲဆိုဟိုသူတို့ရဲ့ဒီဝါရာမိုင်းမိသွားတယ်လို့ဒါယူဆလို့ရတယ်ဟိုကျွန်တော်တို့ဒီဟိုကွင်းဝင်တော့ဆိုရင်ဒီရာရှိတယောက်ဆိုရင်ကျွန်တော်တို့ဒါလက်ချလားတင်တယ်ဟိုလက်ချလားတင်တဲ့အချိန်ရဲ့ဒီ3ပုံ2ပုံလောက်ကဘာတွေပြောသွားလဲဘာတွေတင်သွားလဲဒီကွန်မုံတိုင်းမကောင်းကြောင်းပဲဟိုထိုင်ပြောသွားတာမျိုးအဲ့လိုမျိုးထီကိုရှိတယ်အဲ့တော့ဒီနောက်တစ်ခုကလည်းဒီနောက်တစ်ချက်ကဒီရဲဘော်တွေကလည်းဒီစေရေးမှာဒီသကလုံးအပြောတွေထက်ဟိုကျွန်တော်တို့လက်တွေ့ပြနိုင်တဲ့စေရေးအောင်မြင်မှုကိုပဲဟိုလိုလားကြတော့တာဗျဟိုကိုဖြိုးဝေပြောလိုမျိုးပဲဟိုကျွန်တော်တို့ကအပြောထက် performance ပိုကောင်းမှုလိုတယ်အဲ့တော့ဟိုပြောတာတော့စကားပြောရင်ဒါလူတိုင်းပြောလို့ရတယ်နော်ဟိုစွန်စုရဲ့စေတင်နက view ကစာအုပ်လောက်ဖတ်ပြီးတော့မှဒါစေရေးဟိုကဒါကောင်းကောင်းအချောင်နေလို့ရတယ်အဲ့တော့ဒါပေမဲ့တကယ်အဲ့လိုမျိုးလက်တွေ့လှုပ်ဆောင်နိုင်မှုကြတော့ခက်တယ်ဟိုဒါကိုလည်းကျွန်တော်တို့အောက်ခြေရဲဘော်တွေကအတိဆုံးဖြစ်တယ်အဲ့တော့သူတို့ဘလောက်ပဲဒီလိုမျိုး narrating shaping တွေပဲလှုပ်ဒီရဲဘော်တွေကိုပဲတွေးခွဲကိုကျွန်တော်ပြောရတဲ့ရဲဘော်တွေကတော့ဒီစေရေးမှာဟိုလက်တွေ့အောင်မြင်မှုတွေဒါရရှိခဲ့တဲ့ကိုမုံတိုင်းရဲ့ဥဆောင်မှုကိုပဲဒါယုံကြည်နေကြမှာဖြစ်တယ်ဟိုရှင်းရှင်းပြောရလို့ရှိရင်ဗျာအခုချိန်မှာကျွန်တော်တို့ MDY PDF ကဒါမုံတိုင်းကိုတောင်းတနေပြီဒါကိုမုံတိုင်းကိုဟိုဟာလိုအပ်နေပြီလို့တောင်ပြောလို့ရပါတယ် ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးလွတ်မြောက်ရေးအတွက်ရဲဘော်အနေနဲ့တော်လှန်ပြည်သူတွေကိုတည်င်းစကားပါလို့တာများရှိပါသလား ဟုတ်ကဲ့ဟိုကျွန်တော်တို့ကဒီလိုမျိုးတရားမျှတမှုမရှိတဲ့ဒီဟိုအာဏာရှင်စနစ်ကိုတော်လှန်နေတဲ့အချိန်မှာဒီလိုမျိုးလူတစုကဒါအာဏာကိုအလွဲသုံးစားလုပ်ပြီးတော့မှဒီအာဏာရှင်ဆန်ဟိုလက်နက်သုံးပြီးတော့ဒါအကြမ်းဖက်ဖမ်းဆီးရဲဆိုတဲ့ကိစ္စမျိုးဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်ဟိုအဲ့တော့ဒီလိုမျိုးအကျင့်ဆိုးတွေဒီလိုမျိုးစိတ်ဓာတ်မျိုးတွေကိုလည်းဒါ NUG အစိုးရတရက်အနေနဲ့ကဒါအခုကတည်းကဟိုသူ့အောက်မှာရှိတဲ့ MOD စစ်ရုံးချုပ်တို့ MOD တို့ကိုဒါပြင်ဆင်ပေးထားမှာဒါနောက်တစ်ချိန်မှာဟိုကျွန်တော်တို့ပြည်သူတွေယုံကြည်အားကိုးရတဲ့အစိုးရတရက်ဖြစ်လာမှာဖြစ်တယ်လို့ကျွန်တော်အကြံပြုခြင်းနဲ့ဟိုနောက်တစ်ခုကဒီလိုမျိုးကိုဟိုတော်လန်ရေးအင်အားစုညီကိုတွေအချင်းချင်းဗျာဒါမျိုးလက်နက်သုံးပြီးတော့ဟိုဖြည့်ရှင်းတယ်ဆိုတဲ့ကိစ္စမျိုးဒါမျိုးအကြမ်းဖက်ဖမ်းဆီးပြီးတော့ချုံနှောင်နေဆိုတဲ့ကိစ္စမျိုးကဒါ
နောင်လာမဲ့အနာဂတ်မှာကျွန်တော် Federal တိစောက်ဖို့အတွက်ကိုဒါအခက်ခဲဖြစ်နိုင်တယ်အဲ့တော့ဒီကိုမုံတိုင်းနဲ့ကိုနိုင်ကြီးကိစ္စကိုလည်းဒီဗဟိုအနေနဲ့ကျွန်တော်တို့သေချာစစ်ဆေးပြီးတော့မှဒီပွင့်လင်းမြင်သာမှုရှိတဲ့ဒီလူအခွင့်အရေးကိုမချိုးဖောက်တဲ့ဒီလွတ်လပ်တဲ့တရားစီရင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့အညီလှုပ်ဆောင်ပေးဖို့အတွက်ကိုကျွန်တော်ဒီနေရာကနေပြီးတော့ဒါထပ်လောင်းတောင်းဆိုခြင်းပါတယ်နောက်တစ်ခုကကျွန်တော် M1 PDF ဆိုတာကဒီရှမ်းပြည်နယ်မြောက်ပိုင်းကနေပြီးတော့ပြည်ဦးလွင်အထိပေါ့လေမန္တလေးနားအထိကိုမှဒါရန်သူကိုချင်းချောက်နိုင်ခဲ့တဲ့ကျွန်တော်တို့တက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့တက်ဒီ M1 PDF ရဲ့အင်အားစုတွေကိုအခုတော်လန်ရေးကနေပြီးတော့မှရုပ်ရော့မသွားအောင်နောက်တစ်ခုကဒီမပပြောက်သွားအောင်လို့ဒီတော်လန်ပြည်သူမိဘတွေအနေနဲ့လည်းအခုလက်ရှိဖြစ်နေတဲ့ဒီကိုမုံတိုင်းကျွန်တော် M1 PDF ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဒီကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ရဲ့ကိစ္စကိုဒါတရားမျှတမှုရရှိအောင်နဲ့ဒီသူတို့လွတ်မြောက်ဖို့အတွက်ကိုဒါအကုန်လုံးကရက်တည်ပြီးတော့ဝိုင်းဝန်းပေးကြပါလို့ဒါကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်